ဘိုက်စားတာတေလူလို့ဒီစကားကိုအင်္ဂလိပ်လိုပြောတဲ့အခါတကယ်တေမာကိုဆိုလိုတာမဟုတ်ပဲအရန်ဘိုက်စားနေတာကိုပေါ်လွင်အောင်အောက်ပါတိုင်းသုံးလုံးနေပါတယ်တစ်အသုံးအများဆုံး natural and common I'm starving ဒါကအသုံးအများဆုံးပါငါအစာပြက်ပြီးတေးတော့မယ်လို့တိုက်ရိုက်အထိပဲရပါမယ်အရန်ဘိုက်စားတဲ့အခါသုံးပါတယ်တေးလူလို့ဆိုတဲ့အတိုင်းတာကိုဖော်ပြခြင်း I'm dying of hunger ဘိုက်စားလို့တေးတော့မယ်I'm so hungry I could die. A yam by salu nine. I'm literally starving to death. To gaggle by salon a detwadome. Nip. A dog of beauty. I'm so hungry. A yam by sari. Need food ASAP. A kuchachin asasalu anibi. Behatomale. Paniji achinisui. I'm starving. Damamaho. I'm dying of hunger လို့ပြောတာအကောင်းဆုံးပါပဲအခုပဲတခုခုအမြန်စားလိုက်ပါတော့ဘာစားချင်လို့လဲ